ဒီနေ့မှာတော့အိန္ဒိယရုပ်ရှင်လောကရဲ့တန်တားရီလာအရှင်ကားကြီးခတ်တဲ့ကားကြီးနီကိုပြောပြပေးသွားမှာပါဇလန်းအစမှာစံကြီးဆိုတဲ့လူတစ်ယောက်ကိုတွေ့ရပါမယ်သူ့မှာထူးခြားတဲ့ယောဂတစ်ခုရှိတယ်အဲ့ဒါကတော့မှတ်ဉဏ်က15မိနစ်ပဲခံတာပါသူဟာဘသူကိုတတ်ရမယ်ဘာလို့ရမယ်ဆိုတာကိုသိဖို့သူ့ခန္ဓာကိုယ်ပေါ်မှာတက်တူးတွေထိုးဓာတ်ပုံတွေရိုက်ပြီးမှတ်သားထားရပါတယ်သူ့ရင်ဘတ်ပေါ်ကအကြီးဆုံးတက်တူးမှာကလပနာအသက်ခံခဲ့တယ်လို့ရေးထားပါတယ်သူဘာလို့ဒီလိုဖြစ်သွားတာလဲသူဘသူကိုကလဲစားချေချင်နေတာလဲဆိုတာကိုဈေးကြောင်းသူဆူနေတာကစတင်စုံစမ်းရာကနေစံကြီးရဲ့ diary ကိုတွေ့ရှိသွားပြီးအတိတ်ဇလန်းကိုသိလိုက်ရပါတယ်အတိတ်မှာတော့စံကြီးဟာကုမ္ပဏီကြီးတစ်ခုရဲ့တန်းကြွေတစ်ထေဥက္ကဋ္ဌတဲ့ပါသူဟာကလပနာဆိုတဲ့စိတ်ထားဖြူစင်ပြီးလူဆိုးလေးထစ်တဲ့မော်ဒယ်မလေးနဲ့ဆုံခဲ့ပါတယ်ကလပနာကစံကြီးဟာတတိမှန်မသိပဲသူတို့နှစ်ယောက်ဟာရိုးရိုးသားသားချစ်ခဲ့ကြပါတယ်ကလပနာရဲ့ကျင်နာတတ်တဲ့စိတ်ထားကြောင့်စံကြီးဟာသူ့ရဲ့ဂုံပုတ်တွေကိုဖုံးကွယ်ပြီးတာမန်လူတယောက်အထိနဲ့ပဲသူမကိုလက်ထပ်ဖို့ခွင့်တောင်းခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကရက်ဆက်ခဲ့ပါတယ်ဒီနေ့မှာကလပနာဟာလူကုန်ကူးခံရမဲ့မိန်းကလေးမယ်တွေကိုကေတင်ရင်းနဲ့လူမိုက်ခေါင်းချုပ်ဂါဂျီနီနဲ့ရန်ရိုးဖွဲ့မိသွားပါတယ်စံကြီးခရီးကအပြန်မှာဂါဂျီနီနဲ့သူ့လူတွေကကလပနာကိုတတ်ဖို့ကြိုးစားနေတာနဲ့တိုးပါတယ်စံကြီးရှိကမှာတင်ကလပနာကိုရရဆက်ဆက်တတ်လိုက်ပြီးစံကြီးကိုလည်းတန်တုတ်နဲ့ခေါင်းကိုရိုက်လိုက်တာကြောင့်သူဟာအတိတ်မေ့ယောဂရသွားခဲ့တာပါလက်ရှိအချိန်မှာတော့ဆူနီတာရဲ့အကူအညီနဲ့စံကြီးဟာဂါဂျီနီကိုရှာတွေ့သွားပါတယ်မှန်ညံလူခဏခဏပျောက်သွားပေမဲ့သူ့ရဲ့ကလေးစားချေလိုတဲ့စိအရှိန်ကြောင့်ဂါဂျီနီရဲ့ခေါင်းတစ်ခုလုံးကိုတယောက်တည်းရင်ဆိုင်ခဲ့ပါတယ်ဇက်တင်းခန်းမှာတော့ဂါဂျီနီကစံကြီးရဲ့ယောဂကိုတီးသွားပြီးသူ့ကိုအတုံးချကိုစူးစမ်းပြီးမြဲစံကြီးဟာကလပနာအသက်ခံရတဲ့ပုံရိပ်တွေကိုရုတ်တရက်ပြန်မြင်အောင်လာပြီးဂါဂျီနီကိုတန်တုတ်နဲ့ပဲအတေရိုက်တန်ညိုက်ပြီးကလဲစားချေနိုင်ခဲ့ပါတယ်ဇာလန်အစုံမှာတော့စံကြီးဟာကလပနာကိုအမှတ်ရတဲ့အနေနဲ့မိဘမဲ့ဂေဟာလေးတစ်ခုဖွင့်ထားပြီးသူမနဲ့အတူကြံခဲ့တဲ့အမှတ်ရလေးတွေကိုလွမ်းဆက်နေရင်ဆက်သိမ်းသွားပါတယ်